မနက်ပြန်တပေါင်းလာပြီနေရောက်ပါပြီခင်ဗျာအထူးခြားဆုံးသောတပေါင်းလာပြီပါဓာတ်တွေအားလုံးပေါင်းစုတဲ့ကောင်းခြင်းကောင်းသောဓာတ်တွေပေါင်းစုသောဓာတ်ပေါင်းလာတပေါင်းလာပြီရောက်ရှိပါပြီပြည့်ပြည့်ဝဝနဲ့အောင်မြင်ခြင်းဓာတ်တွေခေါ်ကြရအောင်ခင်ဗျာမနက်ပြန်တပေါင်းလာပြီနေမနက်စောစောအိမ်ပြားမှာထမင်းကတ်လူပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ပကံလေးလည်းရတယ်လင်ပန်းလေးလည်းရတယ်နော်လင်ပန်းဆိုပိုကောင်းတယ်နဝင်းတက်စင်တာပေါ့နော်ပကံဆိုလည်းရပါတယ်ဂက်ပေတက်ကိစ္စမရှိပကံဖြစ်လင်ပန်းဖြစ်အထဲမှာထမင်းကိုထမင်းစုပ်6စုပ်နော်ပကံထဲမှာထမင်းလေးကိုစုပ်လိုက်လက်သီးနဲ့ဆိုလို့ရတယ်အဆင်ပြေလို့စုပ်နော်ထမင်းစုပ်လေးတွေလိုလေးစုပ်ပြီးတော့6စုပ်ထည့်ပါပကံထဲမှာသို့မဟုတ်လင်ပန်းထဲမှာထမင်းစုပ်6စုပ်ထည့်ပြီးတော့ထမင်းစုပ်6စုပ်ကိုပတ်ချာလေးထည့်ရမယ်နော်ဒီမှာပကံဆိုပါစို့1 2 3 4 5 6 9 8 9ပတ်ချာလေးထမင်းစုပ်6စုပ်ထမင်း6စုပ်ထည့်ပြီးသွားတာနဲ့အလဲကောင်မှာဖျောင်းတဲ့တိုင်းထုံးပါနော်ငွေကြေးနဲ့ပတ်သက်ပြီးတော့တိတာကြီးမာအမခန်းလိကြောက်စရာကောင်းတော့အောင်ငွေဝင်ခြင်းရင်တော့အလဲမှာထွန်းရမယ်ဖျောင်းနိုင်အစိမ်းအောင်သုံးပေးပါဖျောင်းနိုင်အစိမ်းအောင်ထွန်းပေးပါခင်ဗျာရတယ်ဒီတိုင်းပဲစီးပွားရေးတွေရောအဖက်ဖက်ကနေအဆင်ပြေခြင်းနဲ့ဆိုရင်တော့တာမန်များပြင်ပုံမှန်ပဲငွေဝင်ခြင်းတဲ့သူတွေကတော့တာမန်ဖျောင်းနိုင်အဖြောင်းသာထွန်းကိစ္စမရှိဘူးနော်အရန်ကိုမှစိတ်ညစ်စရာကောင်းလာအောင်ငွေဝင်ခြင်းနဲ့ဆိုရင်တော့ဖျောင်းနိုင်အစိမ်းအောင်ထွန်းပေးမနှက်ပြန်အထူးခြားဆုံးသောတပေါင်းလာပြည့်ရောက်ပြီးအတွက်ဓာတ်ဒီအားလုံးပေါင်းစုတဲ့ကောင်းသောဓာတ်တွေမင်္ဂလာကျက်တည်ဖြစ်တွန်းစေသောဓာတ်ပေါင်းစုရာတပေါင်းလာပြည့်နေ့မှာအိမ်ရဖျားမှာထမင်းလှူပေးပါစွန်းလှူပေးပါနော်ဒါကိုတချို့ကလည်းဒီတပေါင်းလာပြည့်ရေရာကြီးလို့လည်းခေါ်တယ်တပေါင်းလာနော်နဝင်းလက်ဖွင့်ရေရာကြီးလို့လည်းခေါ်တယ်လင်ပန်းထဲမှာဒီထမင်းကိုစုပ်ထည့်ပြီးတော့အလဲကမှာဖျောင်းနိုင်ထုံးပါနော်ဖျောင်းနိုင်ထုံးပြီးသွားပြီဆိုတာနဲ့ဒီတပေါင်းလာပြည့်နဲ့ပတ်သက်ပြီးတော့ရွတ်ရမယ်မန္တန်ရှိတယ်နော်ဘာရွတ်ကမလဲဆိုတော့အေဟိလာဘံအေဟိဒနံအေဟိတုခံလာဘံတုခံဒနံဘဝိတ္တိဆိုပြီးတော့29ခါရွတ်ရမယ်နော်တေချာရွတ်ပါမှားလို့မရပါဘူးနော်တေချာရွတ်ပါ29ခါလည်းအတိပဲရွတ်ပါပိုလဲမရွတ်နဲ့လို့လဲမြင်နဲ့29ခါအတိတာရွတ်ပေးကျင်းနေပေါဒီတပေါင်းလာပြရနေစပြီးဒီရေတရားလုပ်တဲ့သူတွေအားလုံးငွေနဲ့ပတ်သက်ရင်ကြောက်စရာကောင်းလောက်အောင်ဝင်လာမှာဖြစ်ပြီးတော့အကျွေးကိစ္စမှန်တယ်မြကျွေးဘူးကိစ္စအားလုံးငြိမ်းချမ်းငြိမ်းအေးသွားပြီးတော့အလိုစန္ဒမှန်တယ်မြပြေဝအောင်မြင်ကဖုံးကံဖုံးကိုမြင့်တက်ပြီးကိုယ့်ထံမှာကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အိမ်ထံမှာကောင်းသောဓာတ်တွေနော်ကောင်းခြင်းဓာတ်တွေမင်္ဂလာဓာတ်တွေစုပေါင်းပြီးတော့အောင်မြင်ကြီးပွားချမ်းသာခြင်းရောက်ရှိပါမယ်ခင်ဗျာ